သူမပျောက်ဆုံးသွားတာ4 နှစ်တောင်ရှိခဲ့ပါပြီဒီနေ့မှာတော့မိသားစုကသူမကိုအိမ်ပြန်ခေါ်လာခဲ့ကြတယ်ဒါပေမဲ့အိမ်ထဲကိုခြေချလိုက်တာနဲ့အိမ်ဖော်ကသူမရဲ့ပုံစံကိုကြည့်ပြီးအမိုက်ကောက်တဲ့သူနဲ့တူလိုက်တာဆိုပြီးတက်တက်ကြီးလှောင်ပြောင်းတော့တာပါပဲသူမရဲ့ပုံစံကနည်းနည်းလေးထုံထုံအဖြစ်နေတာကိုမြင်တော့မိသားစုဝင်အားလုံးကပါနှာခေါင်းရှုံပြီးကြည့်မရဖြစ်နေကြတယ်တကယ်တော့ဖခင်ဖြစ်သူကသူမကိုပြန်ခေါ်လာတာဟာတန်ရောစင်ကြောင့်မဟုတ်ပဲသူမရဲ့ညီမကိုစားအမတန်ဆွမ်းသူတယောက်နဲ့အစားထိုးလက်ထပ်ပေးဖို့ပါစပွဲပေါ်ကကိတ်မုံကိုမြင်တော့ဗိုက်စာနေတဲ့သူမကချက်ချင်းပြေးသွားမိတာပေါ့အဲ့ဒီမှာတင်ဖခင်ဖြစ်သူကသူမကိုအမြန်နဲ့ထုတ်ဖို့ကြိုးစားပါတော့တယ်သူမကတမီးမသွားခင်ဒီကိတ်မုံလေးတစ်လုံးလောက်ပဲစားပါရစေလို့တောင်းဆိုပေမဲ့အဖေဖြစ်သူကဒါကနင့်ညီမအတွက်လို့ပြက်ပြက်တသားညှင်းဆိုခဲ့တယ်လို့ညီမဖြစ်သူကလည်းသွားအရင်သွားလက်ထပ်လိုက်ဦးလို့မောင်းထုတ်လိုက်ပါတယ်အကိုရမဲနေတဲ့သူမမှလည်းနောက်ဆုံးတော့မျက်နှာငယ်လေးနဲ့အိမ်ကနေထွက်ခွာခဲ့ရတာပေါ့အဲ့ဒီညမှာပဲဆိတ်ဆက်ထားသူရဲ့အိမ်ကိုရောက်သွားတော့သူမလန့်ဖြတ်သွားရပြန်တယ်ဘာလို့လဲဆိုတော့သူမရဲ့သူတို့သားလောင်းကကွယ်လွန်သွားပြီဆိုတာသိလိုက်ရလို့ပါသူမမှာတခြားရွေးချယ်စရာမရှိတာနဲ့ပဲသူ့ရဲ့နာရီတက်ပုံရှိမှာဒူးထောက်ထိုင်လိုက်ရတယ်ဓာတ်ပုံတွေကလူကိုတေချာကြည့်မိတော့မှသူကတကယ်ကိုချုံမောခံရတဲ့သူမှန်သိလိုက်ရတယ်အဲ့ဒီအချိန်မှာပဲဘိုက်ကတကူကူမြည်ပြီးဆာလာတာနဲ့ရှေ့ကပန်းတီးကိုလှမ်းယူလိုက်မိပါတယ်အဲ့ဒီမှာတင်လက်တစ်ဖက်ကသူမလက်ကိုဖြတ်ခနဲ့လှမ်းဖမ်းလိုက်တာပါပဲသူမရှိမှပေါ်လာတာကတော့တခြားသူမဟုတ်ပဲတေးပြီးလို့အားလုံးကထင်နေကြတဲ့သူမရဲ့သူတို့သားလောင်းပါပဲသူမလန့်ပြီးអော်လိုက်ပေမဲ့သူကသူမပါဆက်ကိုပိတ်လိုက်ပြီးတိတ်တိတ်နေလို့ခတ်တိုးတိုးပြောလိုက်တယ်သူမကပန်းတီးစားခြင်းယုံပါလို့ရှင်းပြတော့သူကသူမရဲ့ပါးလေးကိုစူးစမ်းတယ်လို့မျိုးညင်ညင်တသားလေးဆွဲလိမ်လိုက်ပါတယ်အဲ့ဒီတော့မှပဲသူမရဲ့ဆိတ်ဆက်ထားသူဟာတေးသွားတာမဟုတ်မှန်သူမသိလိုက်ရပါတော့တယ် subscribe နဲ့ like လေးလုပ်ပေးခဲ့ကြပါဦးဗျ